ဒီဥစ္စာတင်ကြားရေးကောင်းမှနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်။ကျမကတော့တရုတ်ပြည်ရှာမန်တက္ကသိုလ်ကနေပြီးတော့တရုတ်စာတင်ကြားရေးဒီပလိုမာရရှိထားတဲ့တရုတ်ဆရာမရေမုံကြီးဖြစ်ပါတယ်။ဆရာလောကမှာစာတင်တဲ့26နှစ်ကျော်ဖြစ်ပါပြီ။လက်ရှိကတော့ပြင်ပမှာတရုတ်စာတင်တန်းတွေဖွင့်လှစ်ထားပြီးတော့အသေးပဲလိုက်တင်ကြားပေးနေပါတယ်။အခုချိန်မှာသတင်းကောင်းလေးတစ်ခုပြောချင်ပါတယ်။နောက်လာဖေဖော်ဝါရီလတရုတ်နှစ်ကူမှာပေါ့နော်ကျမပညာဒါနတန်းတစ်ခုလုပ်ပေးဖို့အစီအစဉ်ရှိပါတယ် Telegram နေပြီးတော့လူအများပါဝင်နိုင်အောင်လုပ်ပေးဖို့စီစဉ်ထားပါတယ်တင်ယူခြင်းတဲ့သူတွေအကုန်လုံးပေါ့နော်ကျမဒီဗီဒီယိုရဲ့အောက်မှာလည်းပဲ Telegram လင့်ချထားပေးပါမယ်အဲ့ Telegram လေးကိုလာပြီးတော့ join လို့ရပါတယ်တင်ပေးမဲ့စာအုပ်ကတော့ New HSK 9000စလုံးစာအုပ်ထဲဖြစ်ပါတယ်စာအုပ်ရဲ့မျက်နှာဖုံးလေးကိုဒီဗီဒီယိုထဲမှာပြပေးထားပါတယ်ဒီစာအုပ်ဟာအပြင်မှာရောင်းစရာ3000ကျော်ရှိပါတယ်ဒါကြောင့်မို့လို့စာအုပ်ဖို့မကုန်မဲနဲ့အခမဲ့လေးလာလို့ရအောင်အခမဲ့တင်တန်းကိုတင်ပေးသွားမှာဖြစ်ပါတယ်စာအုပ်ထဲမှာကစလုံးတစ်လုံးကိုစာကြောင်းပေါင်းများစွာပါပါတယ်အဲ့တော့တရုတ်ပြည်စံမေးပွဲ HSK ဖြေမဲ့သူတွေကစကားပြောလေးလာနေတဲ့သူတွေကရေးဖတ်ပြောလေးလာနေတဲ့လူတွေကလူတိုင်းအတွက်အသုံးဝင်တဲ့စာတွေဖြစ်ပါတယ်တင်ပေးမဲ့အစီအစဉ်ကိုဆက်ပြီးတော့ပြောပြပါမယ်။နောက်လာဖေဖော်ဝါရီ9ရက်နေ့ကစပြီးတော့တပတ်ကို2ရက်နှုန်းနဲ့ကြာစာပတိစနေတို့မှာပေါ့နော်။ Telegram group ထဲမှာကျမဘက်ကနေပြီးတော့မှတ်စုကိုပုံရိုက်ပြီးတော့ပို့ပေးထားမယ်ပြီးရင်ကျမရဲ့အတန်ဖိုင်ပို့ပေးထားမှာဖြစ်ပါတယ်။မှတ်စုကိုဗီဒီယိုဖိုင်ရိုက်တဲ့အခါဗီဒီယိုဖိုင်တွေကမဂါဘိုက်တွေအများများတဲ့အတွက်ပို့ရတာအဆင်မပြေရမို့လို့မှတ်စုကိုပုံရိုက်ပြီးတော့အတန်ဖိုင်နဲ့တာပို့ပေးမှာဖြစ်ပါတယ်။ကျမတင်နေတဲ့အချိန်မှာတင်ယူနေတဲ့ចောင်းသားတွေက line ပေါ်မှာထိုင်ဆောင်ပြီးတော့ရှိနေစရာမလိုပါဘူး။မိမိအားတဲ့အချိန်မှသာလေပြန်လဲပြီးတော့ဖွင့်ပြီးတော့ပေါ့နော်လေ့လာနိုင်ပါတယ်။ဒီလိုမျိုးတင်ပေးတဲ့ပုံစံမျိုးကိုလည်းပဲចောင်းသားအများစုကကြိုက်နှစ်သက်တဲ့အတွက်ကြောင့်မို့လို့ကျမဒီလိုပုံစံမျိုးလုပ်ပေးတာဖြစ်ပါတယ်။အဲ့တော့ကြာစာပတိစနေတပတ်2ရက်နှုန်းနဲ့ကျမဖေဖော်ဝါရီလတလစာ8ရက်ပညာဒါနတင်ပေးသွားမှာဖြစ်ပါတယ်။ဒီစာအုပ်လေးကတခြားဆရာတွေလည်းပညာဒါနတင်ထားတဲ့အတန်းတွေမရှိတဲ့အတွက်ကြောင့်မို့လို့တင်လို့သူများအမြန်ဆုံးဆက်သွယ်ပေးပါ